အားလုံးပဲမင်္ဂလာဗျာကျွန်တော်ရဲ့ channel လေးကနေတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Sky Sport ကပေါ်ပြတဲ့သတင်းတချို့နဲ့ကျွန်တော်တို့လီဗာပူးရဲ့အသင်းရဲ့ player တချို့ဒဏ်ရာအခြေအနေကနေတော့ပြန်လဲတက်တာလာတဲ့အခြေအနေတချို့ကိုကျွန်တော်ပြောပြပေးခြင်းပါတယ် Sky Sport ကပေါ်ပြတဲ့သတင်းထဲမှာတော့ဒီနေ့မှဆိုလို့ရှိရင်လေ့ကျင့်ရေးကွင်းမှာကိုရီကပိုအနေနဲ့ပြန်လဲပါဝင်အသင်းနဲ့တူတူပေါ့နော်ပြန်လဲပါဝင်လာပြီးတော့ဒါဒီညပွဲစဉ်မှာဆိုလို့ရှိရင် PSG နဲ့ပွဲစဉ်မှာဆိုလို့ရင်သူ့အနေနဲ့ line အထဲမှာပါဝင်နိုင်ပွဲရှိရဆိုပြီးတော့သတင်းသုံးသပ်ထားပါတယ်ကျွန်တော်အနေကတော့ line အထဲမှာမပိုင်တော့မှအရန်ကစားသမားအနေနဲ့ကိုရီကပိုပါလာလိမ့်မယ်လို့ထင်ပါတယ်သူကျန်းခိုင်ရေးကတော့ဒါအခြေအနေတစ်ခုတော့ရောက်နေပြီလို့လည်းကျွန်တော်သတင်းတွေမှာသိရပါတယ်ကျန်းခိုင်ရေးပြေးသွားအခြေအနေတစ်ခုရောက်အခြေအနေတစ်ခုတိုင်းတာဒီကျန်းခိုင်ရေးပြေးသွားနေလို့လည်းသတင်းတွေမှာဖော်ပြထားတယ်ပေါ့နော်ကျွန်တော်ဒီညမှာရှီမန်ကစားမဲ့ PSG အသင်းနဲ့လီဗာပူးအသင်းရဲ့ပွဲမတိုင်မီနီးပြကြီးအာနီဆိုတော့ရှေ့ PSG ရဲ့အိမ်ခွင်းမှာတော့ကျွန်တော်တို့အသင်းအနေနဲ့ PSG အသင်းကိုဘောပိုဇရှင်နဲ့မှာဒါမရှင်းနိုင်ခဲ့ဘူးပေါ့နော်နောက်ပြီးတော့သူ့အနေနဲ့ဒီအတွက်အိမ်ခွင်း MP မှာတော့အကောင်းဆုံးပြင်ဆင်ထားရဆိုပြီးတော့လည်းပြောပါတယ်နောက်ပြီးတော့နောက်တစ်ခုအနေနဲ့ကဒါအသင်းကောင်းဆောင်ဘာဂျယ်ဗန်ဒိုက်အနေနဲ့ကလည်းကျွန်တော်တို့ကိုသမားအလီစင်ဘက်ကတယောက်တည်းကိုပဲအသင်းသားအနေနဲ့မိခိုနေလို့မရဘဲနဲ့တူးချင်းတယောက်ချင်းစီတိုင်းဒီနေ့ညပွဲစဉ်မှာစူးစမ်းဖို့လည်းလိုအပ်တယ်ဆိုတဲ့အကြောင်းလဲဘာဂျယ်ဗန်ဒိုက်ကပြောထားပါတယ်ဒီနေ့မှဆိုလို့ရှိရင် PSG အသင်းအနေနဲ့ဖောင်ဖြတ်လာလိမမ့်မယ်လို့လည်းဒါဘာဂျယ်ဗန်ဒိုက်ကအဲ့လိုလည်းပြောထားရပါတော့သူတို့အသင်းကရှေ့ပွဲစဉ်တော့ဒါသူတို့အနေနဲ့ကောင်းရဲ့အသာစီးရရဲ့အသားနဲ့ဒါဒီဘာဘူးတင်းကိုမမျော်လင့်မဲနဲ့ရှုံးပွဲကြုံသွားတဲ့အတွက်သူတို့နီးပြရတယ်အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မခံမရနိုင်ဖြစ်နေတယ်ပေါ့နော်ဒါဒီနေ့ညမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ကြိုတွက်ထားလို့ရပါတယ်သူတို့ PSG တင်းနေနဲ့ဒါဖောင်ဖြတ်လာမယ်ဘာဖြစ်လို့လဲဆိုတော့ PSG တင်းကတေးကြလဲထွက်ရမှာပဲရှုံးလဲထွက်ရမှာပဲဆိုတော့သူ့အနေနဲ့ဖောင်ဖြတ်လာအဲ့ဒီအတွက်ကိုလီဗာပူးတင်းနေနဲ့အကောင်းဆုံးရင်ဆိုင်သွားမှာဖြစ်ပြီးတော့ဒီနေ့ညမှာဆိုလည်းကျွန်တော်တို့လီဗာပူးပရိသတ်တွေကိုရင်ခုန်စိတ်လှုပ်ရှားစီမဲ့ပွဲတစ်ပွဲလည်းဖြစ်မှာပေါ့နော်2နိုင်ခွဲဆိုတော့မြန်မာစံတော်ချိန်ည2နိုင်ခွဲဆိုတော့အေးအေးပြတ်တယ်ဆိုပေမဲ့လည်းဒီပွဲစဉ်ကဘရာသာတို့အနေနဲ့ထားကြည့်တဲ့ပွဲစဉ်တစ်ပွဲပေါ့နော်ဒါပွဲကြီးပွဲကောင်းတစ်ပွဲပြီးတော့အာနီစလော့အနေနဲ့လည်း PSG အသင်းကဥရောပအကောင်းဆုံးအသင်းတွေထဲကတစ်သင်းဖြစ်ပြီးတော့သူတို့အသင်းမှာလူငယ်လူရွယ်တွေနဲ့တောက်တင်းတဲ့အသင်းလည်းဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ဒီဘာဘူးအသင်းအနေနဲ့လည်းဒါကစားရခက်ခဲတဲ့အသင်းတွေကတစ်သင်းလည်းဖြစ်တယ်ပေါ့နောက်ပြီးတော့လူငယ်ပလေယာတွေနဲ့စုစည်းထားပြီးတော့တောက်တင်းမှုလည်းရှိပြီးတော့တူးချင်းမန်တူမန်မာကင်ဒီမှာလည်းလုံးဝကောင်းတယ်ဘောပိုသက်ရှင်တဲ့ပလေးကိုလည်းလုံးလုံးကောင်းကောင်းမွန်မွန်ကစားတတ်တယ်ဆိုပြီးတော့အာနီစလော့တော့ပြောကြားသွားခဲ့တယ်ပေါ့နော်ကျွန်တော်တို့ဒီနေ့ညမှာဆိုလို့ရှိရင်တော့ဒီအဓိကထိန်းရမှာ PSG ကထိန်းရမှာကာဘာစကလီယာနဲ့နောက်ပြီးတော့ဒါဒမ်ဘီလီပေါ့နော်ဒီနှစ်ကောင်ကဆိုလို့ရှိရင်တကွင်းလုံးကိုပတ်ပြီးတော့ဆော့နေတာပေါ့ဒီနှစ်ကောင်ကတော်တော်ဒီညမှာဆိုလို့ရှိရင်ဘာဂျယ်ဗန်ဒိုက်တို့ဒါရောဘတ်ဆန်တို့ကိုနာတီတို့အလက်ဇန်ဒါအာနိုတို့အနေနဲ့ဒီနှစ်ကောင်တော့တော်တော်ထိန်းရကျွန်တော်တို့ရှေ့ပွဲစဉ်မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့အသင်းအနေနဲ့ဒါတဖုံမွန်တိုင်းနဲ့ကျွန်တော်တို့ကန်တာပေါ့နော်ကန်သွင်းခွင့်ပြန်29ချိန်ဂိုးပေါက်တိတ်တာပဲ10ချိန်ပေါ့နော်9ချိန်ရတာအလက်စစ်ဘက်ကစိတ်ခဲ့တယ်ပေါ့ဒီချိန်ကတော့ကျွန်တော်တို့ဆိုဘိုနဲ့လာမသိထီတော့ပြန်ထွက်သွားတာနော်ပြီးတော့ဒါဆိုဘိုကလည်းကျွန်တော်တို့ပြီးခဲ့တဲ့ဆောက်တန်နဲ့ပွဲစဉ်တော့အာနီစလော့ကပြောထားတာပေါ့နော်သူ့အနေနဲ့ဆိုဘိုမသုံးသင့်ပဲနဲ့မသုံးသင့်ခဲ့ပေါ့နော်မှန်ပါဆိုလို့ရှိရင်သူဒါဒီအခြေအနေပွဲစဉ်ရဲ့အခြေအနေရသူပထမပိုင်းသုံးပြီးတော့ဒါဆိုဘိုကဆိုလို့ရှိရင်သူ့အနေနဲ့နည်းနည်းပွဲပန်းနေတယ်လို့သူတန်တရားဖြစ်မိတယ်ပေါ့နော်ဒါပေမဲ့ဒီညပွဲစဉ်မှာပြီးလို့ရှိရင်ကျွန်တော်တို့နောက်ပွဲစဉ်ကနောက်ထပ်ပွဲရလဲခါလာဘောင်းကတ်တာဝင်ပလီကွင်းမှာကျွန်တော်တို့ရှင်ပြိုင်ရမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီနေ့ညမှာဒီကိုတို့အနေနဲ့ဘယ်လိုမျိုးပွဲကိုဘယ်လိုမျိုးမြင်လဲဆိုတာကောမမောင်ဝင်ရောက်ဆွေးနွေးသွားနေကျွန်တော်တောင်းပန်ကြရအားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်သုံးသပ်တဲ့မှာလိုအပ်ချက်တွေပါခဲ့ရဆိုပြီးကျွန်တော်နားလည်ခွင့်လုပ်ပေးပါလို့ကျွန်တော်မြစ်တိုက်ရခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်